သူကစပယ်လိုဟန်ဆောင်ပြီးခဖချီဆုံးပါတီဖြစ်တဲ့မက်ကယ်လာဘဲကိုခေါ်ဝင်လာခဲ့တယ်။သူတို့ရဲ့ဒီကပြမဟာမင်းပီတက်ဖရီကဝစ်ဆက်ထားတဲ့150မီလီယံတန်ကျရှိတဲ့ကာတီယာစိန်ပြပဲဖြစ်ပါတယ်။ဒီစိန်ပြကကာတီယာမီရောက်ခန်းထဲမှာနှစ်ပေါင်း50စာသိန်းစီထားတရားဖြစ်ပြီးဒီနှစ်ပါတီမှာမင်းပီတက်ဖရီကအတွက်အထူးဒေတာ900ထားပြီးကြရဖြစ်တယ်။မချသေးခင်မှာထောင်းထွက်လာတဲ့ဒါဖီဆိုတဲ့မျိုးသမီးဟာသူ့ရဲ့ပေါင်းပါတွေကိုပြန်လည်ဆုံယုံပြီးဒီစိန်ပြကိုကိုငွေပြောဆက်ကိုစီစဉ်တရားဖြစ်တယ်။ဒါပြီးရင်တော့ဒီပြစ်တွေအားလုံးကိုသူ့ဒုက္ခပေးခဲ့ပြီးရီစားဟောင်းပေါ်ပုံစံမှာဖြစ်တယ်။ပါတီပွဲမှာတပီရဲ့ရီစားဟောင်းမှာမင်းပီတက်ဖရီကပြမတာမီစကားတွေဖောင်းဖွင့်နေတယ်လေ။သူတို့ထဲကတယောက်ကစဖို့မူးရောင်ဆောင်ပြီးမီလီမီတာဖရီကစားမဲ့ဟင်ပွဲတွေကိုတန်စင်လိုင်းနဲ့စေတမျိုးထည့်လိုက်တယ်။အဲ့ဒီဟင်ပွဲကိုဆက်စားပြီးချင်းပဲရုတ်တရက်နေထိုင်မကောင်းဖြစ်လာပြီးတန်စင်ကောင်ပြေးသွားရတယ်။စိန်ပြားကိုစောင့်ရတဲ့လုံခြုံရေးလည်းပြေးလိုက်တော့ခဲ့ပြီးမဲ့မျိုးသမီးနာဖြစ်နေတဲ့အတွက်ဝင်များခဲ့ဘူး။တဖလီကတော့ဆော့ဆော့အောက်ကန်နေတယ်လေ။ဒီအချိန်မှာစပွဲရိုးရောင်ဆောင်ထားတဲ့တယောက်ကသူ့ကိုကိုကြီးပေးချင်အောင်ဆောင်ပြီးထူးပြလုပ်ထားတဲ့ဆန်နဲ့စိန်ပြားကိုဖြုတ်လိုက်တယ်။ပြီးတော့လဲဆဲကိုစပွဲရိုးတယောက်တယ်လာတဲ့ဘန်လေးကိုပြစ်ထည့်လိုက်တယ်။ဖေကတယောက်ကပကင်စီရင်ဘန်နဲ့စင်ကိုယူကအင်တာလေးကိုပြေးသွားခဲ့တယ်။ပြီးတော့တင်းပင်ထားတဲ့တရားတွေကိုထုတ်ပြီးလင်းဆွဲကိုတစားစီဖြုတ်တယ်။ထက်မီကပြန်ထွက်လာတဲ့ခါမှာတော့ဘရက်ပါမလာတော့ဘူး။လုံုံရင်းနေမျိုးလုံးဖြူသွားပြီးပြေလွှတ်ပြစားတဲ့ပြင်မှမတွေ့ကြဘူး။တက်ဖနီကကိုစမီတဲ့ပြင်မဲ့လည်းဘာမှမထူးကြဘူး။ဒါကြောင့်ရေးပေါ်ချင်းနေချင်းညာပြီးပါတီတဲ့လူတွေကိုနေရာရွှေ့ခိုင်းတယ်။နေရာနဲ့ကိုစားခဲ့စားပြီးမဲ့ဘယ်သူမှစိန်ပြကုန်တွေ့ကြဘူး။ဒီချိန်မှာမီးပေါ်တဲ့ကိုလုံခြုံရေးတယောက်ရောက်လာတယ်။သူ့ထဲကတယောက်ကအနေညံမဲ့အသိဉာဏ်ထားတဲ့လန်ဆွဲတူကိုရေထဲကနေထုတ်ပြီးရှာတွေ့ပြီးတော့ချင်းဟာတယ်လေ။နောက်မီးပေါ်တဲ့အလုံးစုံရဲ့လက်အထဲကိုမစစ်တော့ရဲ့ပြန်လက်ထွက်ခဲ့တယ်။ဒီစင်မှာတော့စိန်ဖရက်ကိုတစားစီဖြုတ်ပြီးလက်ဝဲရတဲ့နာတွေဖြစ်ပြောင်းလဲလိုက်ပြီးဖြစ်တယ်။စပယ်လိုရောင်ဆောင်ထားတဲ့လူကဖြစ်တော့ထားတဲ့နာတွေကိုယူပြီးအားလုံးကိုဝေစုလိုက်ပြီလေ။အားလုံးကအဲလာကိုစီနဲ့ပါတီတွေကပြတ်ထွက်လာကြတယ်။ပြီးအခါခါတီယာလက်တဲ့ပြောင်းသွားတဲ့ခိုင်မှာတော့ဒါဟာအတူဖြစ်နေကြပါပြီ။သူတို့ကချက်စင်မဲ့တော်သုံးဆောင်တော့ကိုငားရခဲ့လေ။စုံတော့ကပါတီတွေကတောင်းရှိသူတွေအားလုံးကိုခွဲပြီးစစ်စစ်ခဲ့လေ။ပါတီဝဲဆောက်ဝင်ရနေရတိုင်းမှာဆုံးချီကင်မရာတွေတပ်ဆင်ထားခဲ့ရဖြစ်ပြီးမင်းသမီးဒက်ဖနီကောင်ဝင်ခဲ့တဲ့တန်းစင်ကမှာပဲကင်မရာမရှိနေကြရပါ။ဒက်ဖနီကစင်ဟာလုံးကိုသူ့ဒီမြအလုံးပြောပြခဲ့ပေမဲ့စုံတော့ကတော့မယုံခဲ့ဘူး။စုံတော့ရဲ့တန်ခါချင်းသူစင်လာဦးထဲမှာဒက်ဖနီကလည်းပါနေခဲ့လေ။ဘရဲကိုကိုခဲ့တဲ့လူတွေကပျော်ပါပါနဲ့သူရှိနေစင်မှာပဲမထင်မှတ်ထားရဖြစ်သွားခဲ့လေ။အဲ့ဒါကတော့မင်းသမီးဒက်ဖနီကသူတို့ရှိနေတဲ့နေရာကိုတန်းတန်းမဲ့ရောက်လာခဲ့ရပါပဲ။သူတို့အားလုံးကိုမျောနေထားတာကဒက်ဖနီကအဆက်ငနေတွေ့ရလို့ရဲ့အတိုင်းရင်းမိခဲ့ရဖြစ်တယ်။ဒက်ဖနီကလို့နာမည်ကြီးတယောက်ဆောင်တယောက်တော့သူရဲ့တယောက်ဆောင်ချက်တွေကတကယ်ကိုကလေးလိုဖြစ်နေခဲ့တယ်။အရာအလုံးကိုစောင့်နေရတဲ့အောင်ဘာလို့ဒီလိုလွှဲရတာလဲလို့ဒက်ဖနီကအောင်ပြီးတော့သူအရန်ပြေးနေရဖြစ်ပြီးအတူတူလိုက်ပြောရှင်လို့ပြောတယ်။ဒက်ဖနီကဆောင်းတော့ကိုကိုယ်တိုင်တောက်ရောက်တွေ့ဆုံခဲ့တယ်။သူကအစကတည်းကစုံတော့ကိုရင်းနေပြီးသားပါ။စုံတော့ကဒက်ဖနီရဲ့ဖေဝန်တာကအကူတကဖန်ဆီးထောင်ချခဲ့ဘူးလေ။ပါတီဝဲမှာဒက်ဖနီရှိနေကြအောင်စုံတော့ကတည်းရောမင်းတို့တမီသားစလုံးမျိုးတိုက်တာလာလူတော်မေးခဲ့တယ်။ဒါပေမဲ့ဒက်ဖနီကတော့ဒါရအလုံးဟာသူ့ရဲ့စားဟောင်းကလော့ရဲ့လက်ဆက်ပဲလို့ခိုင်မာပြောခဲ့တယ်။စုံတော့ကဒက်ဖနီကိုလည်းတန်တရားရှိပေမဲ့သူဟာပါတီဝဲမှာတစ်ချိန်လုံးစောင့်ကြည့်ကင်မရာအောင်မှရှိနေကြရဖြစ်လို့ဘာမှမလုပ်နိုင်ခဲ့ဘူး။ဒီအချိန်မှာမင်းသမီးဒက်ဖနီကကကလော့ရဲ့အိမ်ကိုထားခဲ့ပြီးသူမတိအောင်စိတ်တချို့ကိုသူ့ရဲ့အခန်းထဲမှာထားလိုက်တယ်။ပြီးတော့ဓာတ်ပုံရိုက်ပြီးစုံတော့ကိုပို့လိုက်တယ်။နောက်တစ်နေ့မနက်မှာလည်းကလော့ရဲ့အိမ်ရှိကိုရဲရဲရောက်လာပြီးသူ့ဖမ်းဆီးသွားခဲ့တယ်။ဒါဟာကျူတင်ကျန်းစီကိုကွက်ချလာဖြစ်နိုင်တယ်လို့ခောက်ခွန့်ပြောခဲ့ပေမဲ့မကြသေးခင်မှာဖွားရီရောက်ဟာစိန်တွေရောက်ပြီးခောက်နာမယ်နဲ့ကွန်မီတခုမှကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တယ်။ဒါဟာကော့ပြတော့ညင်းများရဲ့ဒီကတတ်တည်ဖြစ်သွားခဲ့တယ်။ခောက်ကိုချောက်ချဖို့အတွက်စိန်တွေများရောင်းခဲ့ပေမဲ့သူတို့အားလုံးဟာဘာလို့တမ်းမောင်းရတာရနေသေးရလဲလို့ဒက်ဖနီကမိခဲ့တယ်။ရဲတော့သူတို့ဟာဖာတီပွဲမှာခါတီယာရဲ့စိန်ဖရက်အပြင်ပြက်လိုက်တဲ့တခြားရဲ့နာတွေကိုပါတခါအိတ်ခုတ်ယူခဲ့ရဖြစ်တယ်။နောက်ပိုင်းမှာတော့ဖွဲ့ဝင်တွေဟာသူရဲ့ဘောဟကိုစီကိုအေဂျင့်ကဖျက်ထားခဲ့တယ်။ခောက်ပြောက်ကတော့အမှုမှန်တောင်းပေါ်ခဲ့ရင်သူဟာထောင်ထဲမှာပဲချန်ရှယ်ပွားကိုကုံဆွမ်းအောင်မှဖြစ်တယ်။ You would love that. ဦးစင်းတို့ခေါ်တဲ့ဒီဆက်ကဟာ2018ခုနှစ်ကထွက်ရှိခဲ့တဲ့ Toyota Gary Rose ရဲ့လက်ရတကူဖြစ်ပြီး IMDb 7.3 Tomato Rating 69% ရရှိထားတဲ့ကားကောင်းလေးဖြစ်ပါလေ။ဒါအပြင်အားလုံးရဲ့ချစ်တော့ Annie Hathaway ပိုင်တရုပ်ဆောင်ထားတဲ့ကားလေးလည်းဖြစ်လို့တွားရောက်ကြည့်ရှုဖို့ recommend ပေးလိုက်ပါလေ။